အခန်းထဲမှာလူရှိလား toilet ထဲမှာလူရှိလားအထဲမှာလူရှိလားလို့ English လို့ဘယ်လိုပြောရမလဲကဲဥပမာဝါကျလေးကြည့်ကြအောင်အထဲမှာလူရှိလားလို့မေးမယ်ဆိုရင် English လို့ Is anyone in there Is anyone in there အထဲမှာလူရှိလားကဲကွ toilet ထဲမှာဖြစ်တဲ့အခန်းထဲမှာဖြစ်တဲ့လူရှိတယ်လို့ပြန်ဖြေချင်လို့ရှင် occupied လူရှိတယ်ဗောနော်လူလေးပြန်ဖြေရဖြစ်ပါတယ်ကဲနောက်ကျွန်တော်ထပ်ကြည့်အောင်ကိုထိုင်းနေတဲ့ထိုင်ကုန်ဘေးနားမှာခုံတစ်ခုံကိုတယောက်ကဒီခုံမှာလူရှိလားဒီခုံကအားလားလို့မေးမယ်ဆိုရင် English လို့ Is the seat taken Is the seat taken ဒီခုံမှာလူရှိလားဒီခုံအားသလားလို့မေးတာနော်ကဲဒီခုံကလူရှိတယ်ဆိုလို့ရှိရင် English လို့ Sorry is takenထောက်မှန်ပါတယ်ဒီခုံမှာလူရှိတယ်လို့ပြောချင်တာဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ဒီစာကြောင်းလေးတွေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်တာဖြစ်ပါတယ်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ page ကို like and follow လုပ်ကိုကျွန်တော်တောင်းဆိုပါတယ် Thanks for watching see you in the next video